အခုပြိုင်အစုပ်အတက်ပြီးတော့ကြောင်းလင်းဆိုတာကိုစပြီးတော့သူနဲ့အတူတူတွဲပြီးတော့ကစားပြပေးမယ်ကလေးတို့လိုက်ကျင်ကြတော့လေးပြုမယ်ပြိုင်ထိုင်မယ်ဒီမှာကြီးကြောင်းလင်းတက်မယ်ဒီခြေထောက်ပေါ်မှာအားရှိရမယ်နောက်ကခြေထောက်မှာအားမရှိရဘူးလက်ကဒီတိုင်းပဲအခုဒီကိုဖြုတ်လိုက်ပြီးဒီမှာအားမပါဘူးဒီမှာပဲရှစ်တက်မယ်ဒီချောပေါ်မှာအားရှိရမယ်ဒီကောင်အားမရှိရဘူးဒါလေးကထောက်ထားတာဆင်းလိုက်ပြီးဒီမှာအားမရှိနဲ့ဒီမှာပဲထိုင်ထားတာအဲ့ဒါကိုပဲနောက်ကိုသွားမယ်ဝိုက်မယ်ဒီမှာကြီး6လေးထောင်ထားရတယ်အဲ့ဒါလေးကအားမရှိရဘူးဒါရရင်နော်ဒီမှာကြီးဆင်းပြီးဒီမှာအားရောက်သွားပြီဒီမှာအားမရှိရဘူးဆက်ဝိုက်မယ်ဒီချက်ကိုအားပို့လိုက်ဒီမှာအားမရှိရဘူးဒါလေးကဒီမှာအားပို့မယ်โอเคအဲ့ဒါကိုတက်စမ်းတက်မှန်ပါပါတက်ဟုတ်ပြီအားမရှိရဘူးဒီမှာအားရှိမယ်ဟုတ်ပြီတက်မယ်အားမရှိရဘူးโอเคတက်မယ်ဟုတ်ပြီသုံးမယ်ဒီပေါ်မှာအားရှိမယ်ဆွမ်းဒီပေါ်မှာအားရှိမယ်โอเคသုံးမယ်โอเคဒါလေးကင်မရာဟိုသွားမယ်အဲ့ဒါတည်းတာထိုင်လားတက်မယ်တက်မယ်နောက်ဆုံး sorry နောက်ပြဆုံးမနော်ဆုံးမယ်နောက်ဆုံးရှစ်တက်အဲ့ဒါတက်ရတယ်တက်go ဟုတ်မလားโอเคရပြီလားငါဘောโอเคလား